ဒီနေ့မှာတော့မန်လီထမင်းတုပ်ဆက်ဆက်ကလေးလှုပ်ရှားပါမယ်ရှင်။အရင်ဦးဆုံးဇလုံးတစ်ခုတည်းကိုစားမဲ့ထမင်းပမာဏလေးထည့်လိုက်ပါမယ်။ခုဗီဒီယိုလေးကမီးရဲ့အမျိုးသားစားဖို့အတွက်လှုပ်ထားတဲ့ထမင်းပမာဏဖြစ်ပါတယ်။ပြီးရင်ပဲကြဆန်လေးတွေထည့်ပါမယ်။စံကြဆန်လည်းရပါတယ်။အဲ့ဒါပြီးသွားရင်တော့အာလူထောင်းထားတာလေးတွေထည့်ပါမယ်။ပြီးသွားရင်ငရုတ်သီးနဲ့ခရမ်းချင်သီးနဲ့ကိုစီတက်ထားတာလေးထည့်ပါမယ်။ပြီးတော့ရင်တော့ကြက်သွန်နီစီချက်ထည့်ပါမယ်။ပဲပုတ်ထည့်ပါမယ်။ပဲမုတ်ထည့်ပါမယ်။မြေပဲနှစ်စွန်းထည့်တုပ်ထားပါတယ်။ပြီးတော့ရင်ငါးငံ့ပြားကြီးတစ်စွန်းထည့်ပါမယ်။စားနည်းနည်းထည့်ပါမယ်။ပြီးတော့ရင်ပဲငံ့ပြားကြီးအကြည်ထည့်ပါမယ်။မကြီး sauce အနည်းငယ်ထည့်ပါမယ်။ပြီးတော့ရင်တော့အားလုံးကိုဖွားဖွားလေးတုပ်ပေးပါမယ်ရှင်။အမျိုးသားကငရုတ်သီးကြိုက်တဲ့အတွက်ကြောင့်မို့လို့ငရုတ်သီးထည့်ပါမယ်။ပြီးရင်ခုနကအတိုင်းပဲဖွားဖွားလေးပဲနေပါမယ်ရှင်။ဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ထမင်းတုပ်ကလေးရပါပြီရှင်။